မော်ဆန်နဲ့ကဘာလေးအခုမှမိုးပေါက်လေးတွေဆိုတာခွေးပေါက်ဆက်လေးတွေနဲ့တူရဲ့တိမ်တိုက်အိတ်လေးတွေစီကနေရွာချတာဖြစ်ပြီးတဘာဝတရားမဲ့တော်ကြီးနဲ့သူမရဲ့သမီးငယ်လေးတို့မှာအဲ့ဒီချစ်စရာတိမ်တိုက်လေးတွေကိုပြုစုဆောင်ရှောက်ထိန်ချောင်းပေးရတဲ့အထူးတာဝန်တစ်ခုရှိပါတယ်။ကောင်မလေးကတိမ်တိုက်လေးတွေနဲ့ဆော့ကစားရတာကိုအယမ်းသဘောကျပြီးတငယ်ချင်းတွေလိုသဘောထားပြီးမြင့်တိမ်တိုက်လေးတွေအငွေ့ပြန်ပြီးမိုးရွာချသွားတိုင်းသူမရဲ့နှလုံးသားလေးကွဲချရပါတယ်။တနေ့မှာတော့မဲတော်ကြီးကသမီးဖြစ်သူကိုလောင်ချိုင်တဲ့ကတိမ်တိုက်တစ်ခုကိုသွားယူခိုင်းပြီးမြင့်ကောင်မလေးကစကားမနာထောင်ပဲတိမ်တိုက်လေးတွေအားလုံးကိုတနာပြီးလွတ်ပေးလိုက်ပါတယ်။အစာပိုင်းမှာတိမ်တိုက်လေးတွေကပျော်ရွှင်စွာခုန်ပေါက်နေကြပေမဲ့အချင်းချင်းတိုက်မိသွားတဲ့အခါမိုးကြောကြီးဖြစ်ပြီးပြင်းထန်တဲ့မုန်တိုင်းတွေတိုက်လာပါတော့တယ်။အဲ့ဒီအချိန်မှာမဲတော်ကြီးအပြေးရောက်လာပြီးကောင်မလေးကိုကယ်တင်ကသူတို့ရဲ့တာဝန်ကိုတေချာပြန်လဲရှင်းပြခဲ့ပါတယ်။ကောင်မလေးလည်းစိတ်မကောင်းစွာနဲ့ပဲအမေစကားကိုနားထောင်ပြီးတိမ်တိုက်လေးတွေကိုမိုးရေအဖြစ်အငွေ့ပြန်ခွင့်ပြုလိုက်ပါတယ်။သူမဝမ်းနဲ့စွာငိုကြွေးနေချိန်မှာပဲမဲတော်ကြီးကမိုးရေစလေးတွေကနေတိမ်တိုက်အသက်လေးတွေထပ်မံထွက်ပေါ်လာတဲ့လှပတဲ့မြင်ကွင်းလေးနဲ့အတူဘဝရဲ့အဆုံးမရှိတဲ့တန်တရားဆက်ဝန်းအကြောင်းကိုပြသပေးလိုက်ပါတယ်။အဲ့ဒီအထားမှာတော့ကောင်မလေးရဲ့ဝိုင်းနေမှုတွေဟာပျော်ရွှင်မှုအဖြစ်ပြောင်းလဲသွားပြီးတိမ်တိုက်သူငယ်ကြီးလေးတွေအပြင်နားလည်မှုအသက်တွေရရှိသွားတဲ့မိခင်ဖြစ်သူနဲ့အတူနှွေးထွေးစွာဖတ်တွယ်ရင်းပြန်လည်နေထိုင်သွားမှာတော့တယ်။ခွေးပေါက်လေးတစ်ကောင်တော့စိတ်လေးဆွဲတဲ့ထွန်ဆက်ကိုတွန်းပြီးလဲကွင်းထဲမှာထွန်ရက်နေခဲ့ပါတယ်။တရက်ကျဲနဲ့သူတို့တွေဟာဧကပေါင်းများစွာကျဲဝင်းတဲ့လဲမြေဒီကိုထွန်ရက်နိုင်ခဲ့ကြတယ်။အဲ့ဒီနောက်ပိုးကောင်လေးတစ်ကောင်ကသူ့ကိုယ်လုံးလေးကိုအမြန်လဲပြီးမြေကြီးထဲမှာအပေါက်လေးတွေဖောက်ပေးတယ်။ပြန်လွှမ်းကလေးတွေကလည်းအဲ့ဒီအပေါက်လေးတွေထဲကိုမျိုးစိတ်လေးတွေထေးထေးခြားခြားချပေးခဲ့ကြတယ်။ကြက်ပေါက်စလေးတွန်းကောင်ကလည်းဒီစိုက်ပျိုးလေးအဖွဲ့မှာပါဝင်လာခဲ့ကြတယ်။ကျမကြီးကတော့အလို့အညာစူးစမ်းပြီးတော်တဲ့သူတစ်ယောက်ပါ။သူကမြေကြီးကိုတူးပြီးမျိုးစိတ်လေးတွေကိုတပြိုင်တည်းစိုက်ပျိုးပေးခဲ့တယ်။ခဏနေတော့ကြက်ပေါက်လေးတွေကရေပြည့်နေတဲ့တံပုံးလေးတွေကိုဆွဲပြီးလဲကွင်းဖက်ကိုရေလောင်းပေးကြတယ်။အဲ့ဒီအချိန်မှာဝမ်ပွန်ငှက်ကြီးကလည်းကူညီဖို့ရောက်လာခဲ့တယ်။သူ့ရဲ့ကြီးမားတဲ့နှုတ်သီးကြီးထဲမှာရေကန်ထဲကရေတွေကိုအမြန်ဖြစ်လိုက်ပြီးအပေါက်လေးတွေပါတဲ့တန်ခွက်ထဲကိုလောင်းထည့်လိုက်တော့ဧကပေါင်းများစွာကျဲတဲ့လဲကွင်းကြီးတစ်ခုလုံးကိုတခဏအတွင်းမှာပဲရေလောင်းပေးသားဖြစ်သွားတယ်။ချက်ချင်းဆိုသလိုပဲပြောင်းဖူးပင်လေးတွေကမြေကြီးထဲကနေပေါက်ထွက်လာပြီးအရက်ရှည်ကြီးတွေဖြစ်လာကချိုမြင်တဲ့ရွှေရောင်ပြောင်းဖူးဖူးလေးတွေတီးလာခဲ့တယ်။ခရမ်းချင်းပင်လေးတွေကလည်းတသားတိုင်လေးတွေပေါ်တွေ့တက်သွားပြီးအညွန့်လေးတွေထက်ကတောက်ပတ်တဲ့အနီရောင်ခရမ်းချင်းသီးလေးတွေတီးလာခဲ့ပါတယ်။ကော်ပီထုတ်တွေကလည်းကြီးမားပြီးရင့်မြစ်လာခဲ့တယ်။အဲ့ဒီနောက်ယုံလေးတွေကလက်တော်လေးလေးတွေနဲ့အမြန်ပြေးလာပြီးပြောင်းဖူးတွေကိုခူးစွတ်ကတဲဆောင်သွားကြတယ်။ဝက်လေးကတော့ကြိုးချငှက်ငှက်ထက်မြက်တဲ့နှုတ်သီးကိုကကြေးတလက်လိုအသုံးပြုပြီးစပစ်သီးခိုင်လေးတွေကိုညှက်ကချင်းတောင်းတလုံးစာအပြည့်ခူးစွတ်ခဲ့တယ်။အမြွာယုံလေးနှစ်ကောင်ကတော့မုံလာဦးနီမိသားစုတစုလုံးကိုဆွဲနှုတ်ခဲ့ကြတယ်။မကြခင်မှာပဲတရဆန်လေးတွေဟာဒီနေ့ရဲ့စပားရိတ်သိမ်းမှုကိုသူတို့ခေါင်းပေါ်မှာမြင်မြင်မာမာကင်ဆောင်ထားနိုင်ခဲ့ကြတယ်။စပားကြီးထဲမှာလည်းတနစ်စာအတွက်လုံလောက်တဲ့အစာအစာတွေဖြစ်တဲ့တီတီဝလန်တွေဟင်းသီးဟင်းရဲ့မျိုးစုံနဲ့အပြည့်ဖြစ်သွားပါတော့တယ်။ဝက်လေးကတော့ကျိုးချငယ်ရဲ့ထက်မြက်တဲ့နှုတ်သီးကိုကကြေးတလက်လိုအသုံးပြုပြီးစပစ်သီးခိုင်လေးတွေကိုညှက်ကချင်းတောင်းတလုံးစာအပြည့်ခူးစွတ်ထည့်တယ်။အမြွာယုံလေးနှစ်ကောင်ကတော့မုံလာဦးနီမိသားစုတစုလုံးကိုဆွဲနှုတ်ထည့်ကြတယ်။မကြခင်မှာတဲ့တရဆန်လေးတွေဟာဒီနေ့လက်စပားညစ်သိမ်းမှုကိုသူတို့ခေါင်းပေါ်မှာမြင်မြင်မာမာကင်ဆောင်ထားနိုင်ခဲ့ကြတယ်။စပားကြီးထဲမှာလည်းတနစ်စာအတွက်လုံလောက်တဲ့အစားအစာတွေဖြစ်တဲ့တီတီဝလန်တွေဟင်းသီးဟင်းရဲ့မျိုးစုံရဲ့အပြည့်ဖြစ်သွားပါတော့တယ်။ဇူတိုပီယာမှာတရိတ်ဆန်ကြီးတွေကဘာလို့လစာပိုရတာလဲဒီမြို့မှာတရိတ်ဆန်တိုင်းကငွေကြေးတစ်ခုတည်းကိုပဲတုံးကြတာပါအပေါ်ရန်ကြည့်ရင်တော့တရားမျှတတယ်လို့ထင်ရပေမဲ့ဒါကအမှန်တရားနဲ့အများကြီးကွာခြားပါတယ်ဂျူဒီကစိန်အရွယ်ရေခဲချောင်းတစ်ခုကိုတရိတ်ဆန်ဒေါ်လာ15သုံးခဲ့ပါတယ်တရိတ်ဆန်ငွေလေးတစ်ခေါက်အတွက်တော့ဒါကတဏီကုန်လုံလောက်နိုင်ပါတယ်ဒါပေမဲ့စိန်တစ်ခေါက်အတွက်တော့တီးတီးလေးစားရုံတရီစားတစ်ခုပဲဖြစ်ပါတယ်ဇီနိုတူပေမဲ့ဘသူဝေလေးဆိုတဲ့အပေါ်မူတည်ပြီးရှားတဲ့ပစ္စည်းကကွေးပြားသွားပါဘူးဒါကအစားအသောက်တစ်ခုတည်းနဲ့ပတ်သက်တာမဟုတ်ပါဘူးစူတိုပီယာမှာတရိတ်ဆန်ကြီးတွေကနေထိုင်မှုစရိတ်တွေပိုပြီးညစ်မှာပါတယ်အင်ကြီးတွေကပုံစည်းကြီးပြီးဖုန်းအကြီးတွေလည်းဈေးပိုပါတယ်ဂျူဒီကတင်းနေတဲ့ဖုန်းကိုတုံးပြီးမြင်ချီပိုကူကတော့ကြီးမားတဲ့ကိုယ်တိုင်မှာထားတဲ့ဖုန်းကိုလိုအပ်ပါတယ်ဒါဆိုသူတို့ကဘာလို့ဒီဈေးကြီးတဲ့ကုန်ကြစရိတ်တွေကြောင့်မနစ်နာတာလဲတကယ်တော့တရိတ်ဆန်တို့ရဲ့အလုပ်အကိုင်ကသူတို့ရဲ့မျိုးစင်နဲ့နီးနီးဆက်ဆက်နေပါလိမ့်ယုံတွေကအများအဖြစ်လေသမားတွေအဖြစ်အလုပ်လုပ်ကြတယ်ရှန်တွေကဘန်တွေကိုလုတ်ကင်ကြတယ်တတဝါငယ်လေးတွေက DMV မှာအလုပ်လုပ်ကြပြီးရဲဌာနကတော့တရိတ်ဆန်ကြီးတွေကြီးပဲလို့ပြောလို့ရပါတယ်မျိုးစိတ်ကအလုပ်အကိုင်ကိုတတ်မှတ်ပြီးအလုပ်အကိုင်ကဝင်ငွေကိုတတ်မှတ်ပါတယ်တရိတ်ဆန်ကြီးတွေကပိုသုံးရပေမဲ့ပိုပြီးလဲဝင်ငွေရှိကြပါတယ်ဒါပေမဲ့အချိန်တွေပြောင်းလဲလာတာနဲ့အမျှအခုဆိုရင်စွမ်းဆောင်နိုင်လေးပိုပြီးဝင်ငွေရလေးဖြစ်လာပါပြီဂျူဒီကပထမဆုံးယုံရဲမိဖြစ်လာခဲ့ပြီးတင်းငယ်တဲ့မစ္စတာပစ်ကတော့ဘသူမှမထိမှတ်နိုင်လောက်အောင်ချမ်းသာကြွေဝါနေပါတယ်
ဒီလိုမျိုးထူးဆန်းပြီးချစ်စရာကောင်းတဲ့ရိတ်သိမ်းချိန်ကိုမြင်ဖူးကြလားဘဲငန်းလေးတွေကတန်းစင်လေးတွေကြိုက်ပြီးမိဝင်းငယ်ကျုံတွေကိုရိတ်သိမ်းနေကြတာပါကျုံတွေပုံပြီးထားတဲ့အခါသုံးနှကောင်ကကျုံတွေကိုတည်ဖို့တာဝန်ယူလိုက်ပါတယ်မင်းနဲ့လားလေးတွေကလည်းမအားကြပါဘူးလားလေးကရိတ်သိမ်းဆက်ကိုအားတက်တရောဆွဲနေတာပါတစ်ချိန်တည်းမှာပဲဘဲပေါက်စလေးတွေကလည်းတကောင်နောက်တကောင်လိုက်ပြီးကျုံပင်တွေကိုတည်ယူကဘဲထီကြီးစီပေးပို့နေကြတယ်ဘဲထီကြီးကနေမသစင်စပားကြီးထဲကိုတင်းစီဖို့ပို့လိုက်တာပေါ့သူတို့အားလုံးကညီညီညွတ်ညွတ်နဲ့အလုပ်လုပ်ကြတာအယမ်းချစ်စရာကောင်းပါတယ်စိတ်လေးကသူ့ဦးချိုနဲ့ကျုံတွေကိုပင့်တင်ပေးပြီးအပေါ်ကဘဲလေးတွေကတေးသေးချာချာစီစီတီထပ်ပေးကြတယ်အလုံးမလုံးပဲမနေရတဲ့တိုးလေးတွေနဲ့နွားကြီးလေးကောင်ကလည်းကျုံပုံကြီးကိုတေးချဖိသိပ်ပေးနေကြပြန်ရောကြက်ဖရီနဲ့ကျမလေးတွေကလည်းကျုံပုံကြီးပေါ်တက်ဖို့လှေကားလေးလုပ်ပေးနေကြတယ်ပြီးတော့ပြန်လွှမ်းကလေးတွေကခေါင်းမိုးပေါ်ကရှုပ်ပွေးနေတဲ့ကောက်ရိုးတွေကိုတေးသေးချာချာရှင်းလင်းပေးလိုက်ကြတယ်ကြက်ချန်ထဲမှာဆိုရင်လေကျမလေးတွေကအချိန်မှန်တန်းစီပြီးဥနေကြတာဒါကြက်ဖကြီးကခလုတ်ကိုဆွဲလိုက်ကနဲ့ကြက်ဥရပေါင်းများစွာကတစ်သားတိတ်တာလဲကိုအလိုအရောက်ရောက်သွားတယ်သူတို့အားလုံးကညီညီညွတ်ညွတ်နဲ့အလုပ်လုပ်ကြတာအယမ်းချစ်စရာကောင်းပါတယ်စိတ်လေးကသူ့ဦးချိုနဲ့ကျုံတွေကိုပင့်တင်ပေးပြီးအပေါ်ကဘဲလေးတွေကတေးသေးချာချာစီစီတီထပ်ပေးကြတယ်အလုံးမလုံးပဲမနေရတဲ့တိုးလေးတွေနဲ့နွားကြီးလေးကောင်ကလည်းကျုံပုံကြီးကိုတေးချာဖိသိပ်ပေးနေကြပြန်ရောကြက်ဖရီနဲ့ကျမလေးတွေကလည်းကျုံပုံကြီးပေါ်တက်ဖို့လှေကားလေးလုပ်ပေးနေကြတယ်ပြီးတော့ပြန်လွှမ်းငယ်လေးတွေကခေါင်းမိုးပေါ်ကရှုပ်ပွေးနေတဲ့ကောက်ရိုးတွေကိုတေးသေးချာချာရှင်းလင်းပေးလိုက်ကြတယ်ကြက်ချန်ထဲမှာဆိုရင်လေကျမလေးတွေကအချိန်မှန်တန်းစီပြီးဥနေကြတာပါကြက်ဖကြီးကခလုတ်ကိုဆွဲလိုက်ကြနဲ့ကျက်ဥရပေါင်းများစွာကတစ်သားတစ်တာတဲ့ကိုအလိုအရောက်ရောက်သွားတယ်သူတို့အားလုံးကညီညီညွတ်ညွတ်နဲ့အလုပ်လုပ်ကြတာအယမ်းချစ်စရာကောင်းပါတယ်စိတ်လေးကသူ့ဦးချိုနဲ့ကျုံတွေကိုပင့်တင်ပေးပြီးအပေါ်ကဘဲလေးတွေကတေးသေးချာချာစီစီတီထပ်ပေးကြတယ်အလုံးမလို့ပဲမနေရတဲ့တိုးလေးတွေနဲ့နွားကြီးလေးကောင်ကလည်းကျုံပုံကြီးကိုတေးချဖိသိပ်ပေးနေကြပြန်ရောကြက်ဖရီနဲ့ကျမလေးတွေကလည်းကျုံပုံကြီးပေါ်တက်ဖို့လှေကားလေးလုပ်ပေးနေကြတယ်ပြီးတော့ပြန်လွှမ်းငယ်လေးတွေကခေါင်းမုံးပေါ်ကရှုပ်ပွေးနေတဲ့ကောက်ရိုးတွေကိုတေးသေးချာချာရှင်းလင်းပေးလိုက်ကြတယ်ကြက်ချန်ထဲမှာဆိုရင်လေကျမလေးတွေကအချိန်မှန်တန်းစီပြီးဥနေကြတာဒါကြက်ဖကြီးကခလုတ်ကိုဆွဲလိုက်တာနဲ့ကြက်ဥရပေါင်းများစွာကတစ်သားတစ်တာတွေကိုအလိုအရောက်ရောက်သွားတယ်နောက်ဆုံးမှာတော့ကြက်ဥတွေမကွေးအောင်ဝက်လေးကတိတ်တာအဖုံးတွေကိုပိတ်ပေးပြီးတံမိုးလေးတွေကိုဘားစက်ကနေထွေးထုတ်ကတေချာရိုက်နှက်ပိတ်လောင်ပေးလိုက်ပါတော့တယ်